လောကမှာတိတိရက်နဲ့မိုက်ပြီးတော့80တိုးရဲတာမိန်းမတွေပဲရှိပါတယ်မိန်းမတွေကသူတို့မားနေရင်တော့မှအဲ့ဒီမားတဲ့ဟာကိုမှန်ပါတယ်ဆိုပြီးတော့ proof လုပ်ချင်ကြတာပါနံပါတ်1အနေနဲ့ I can fix him ပေါ့နော်ဒီယောက်ျားငါ့ကိုချစ်ပါတယ်တနေ့ကျရင်ငါကြောင့်ပြောင်းလဲလာမှာပါဆိုတဲ့စိတ်ပါယောက်ျားတွေကဘယ်သူအတွက်ကြောင့်မှပြောင်းလဲတာမဟုတ်ပါဘူးသူတို့ပြောင်းလဲချင်မှပြောင်းလဲတာဖြစ်ပါတယ်မိမကြောင့်လားကလေးကြောင့်လားမိဘကြောင့်လားမပြောင်းလဲပါဘူးเนาะသူတို့ပြောင်းလဲချင်စိတ်ရှိမှပြောင်းလဲတာဖြစ်ပါတယ်အဲကြောင့် I can fix him ဆိုတဲ့အတွေ့အခေါင်းထဲကနေထုတ်လိုက်ပါဗီဇတွေကိုမြေတာနဲ့ပြုတ်ပြပေးလို့မရပါဘူးရှင်ဒါကြောင့်တငယ်ချင်းပဲဖြစ်ဖြစ် relationship ပဲဖြစ်ဖြစ်ကိုယ့်အပေါ်မှာမကောင်းတဲ့သူကိုလွတ်ချတတ်အောင်တည်ယူတာလေကို respect ထားခြင်းဖြစ်ပါတယ်ဒီလူကမကောင်းတာကိုအုံနောက်ကလည်းသိနေပြီနှလုံးသားကလည်းလက်ခံနေပြီဆိုရင်အဲ့အချိန်ကိုလက်ထက်ခတ်လိုက်တာကမိန်းမတွေရဲ့အမိုက်ဆုံးအချိန်ပါပဲမိမဖြစ်ရတာမလွယ်ပါဘူးဒါပေမဲ့မေတ္တာတွေကိုမပေးသင့်မပေးထိုက်တဲ့လူကိုပေးမိတာမှတကယ်မလွယ်တာလို့ခေါ်ပါတယ်